မင်္ဂလာပါဒီနေ့ဖတ်ပြပေးခြင်းနဲ့စာပိုင်လေးတစ်ပိုက်ကဆီယမ99စနေရဲ့နေကြပန်းလေးတစ်ပွင့်လို့ပြုံးမှာဆိုတဲ့စာအုပ်ကလေးတွေကခေါင်းစဉ်လေးတစ်ခုဖြစ်တဲ့နေကြပန်းလေးတစ်ပွင့်လို့ပြုံးမှာဆိုတဲ့စာပိုင်လေးကိုဖတ်ပြပေးခြင်းပါတယ်နင့်ကိုပထမဆုံးချိန်တွေ့တော့နင်သိငယ်လိုက်တာလို့ငါထင်မိတယ်တယောက်တည်းအထီးကြံကြံခြုံပုတ်မြရိုင်းတွေကြားမှာနေရက်နေခဲ့တယ်နင့်ကိုဂယုဆိုင်မဲ့သူမရှိဘူးလားလို့နင့်ရှေ့မှာငါထိုင်ချပြီးမျက်လုံးလေးမိတ်တုံနဲ့မေးတယ်နင်ဘာမှပြန်မပြောဘူးအတန်မထွက်ဖဲခေါင်းငုံထားတယ်နင့်ရဲ့အလျှော်မပေးတဲ့ရင်ခုန်တန်ကိုငါကြားမိလိုက်တယ်လို့ပဲတစ်ချိန်ကနင့်ကိုဖျောက်ဖျက်သွားနိုင်တယ်သိလားလို့ငါပြောလဲနင့်ဘက်ကအတန်မထွက်ခဲ့ဘူးခါကိုနင်မမတ်ရက်ထားတယ်တပ်ပြင်းတစ်ချက်ချပြီးနေရာကနေငါထွက်လာခဲ့တယ်နင့်ကိုငါနောက်ထပ်တစ်ခေါက်တွေ့ရမယ်လို့တော့မထင်ခဲ့ဘူးဒါပေမဲ့ငါမှားသွားတယ်လာအနှဲငယ်အကြာမှာဒုတိယအကြိမ်နင့်ကိုငါတွေ့ပြန်တယ်မမတ်ဖြစ်နေတဲ့နင့်ကိုတွေ့တော့ငါအံ့ဩသွားတယ်နင့်အနာငါရှောက်သွားတယ်နင့်အရက်ကငါလောင်နီးဖြစ်နေခဲ့ပြီနင်တမ်းမလာလိုက်တာလို့ငါပြောတယ်နေအောင်ကြီးကိုနင်မော့ကြည့်တယ်ငါ့ကိုစကားပြန်မပြောဘဲနင်ပြုံးတယ်နင်မျက်နှာပေါ်မှာရှင်တန်ချင်းရဲ့ဝင်ကြွားမှုတွေထင်ဟပ်နေတယ်ဒါဟာငါတွေ့ဘူးသမျှအပြုံးတွေထဲမှာအတောက်ပါဆုံးပဲလို့ငါပြောတယ်နင်ပိုတောက်ပပြုံးတယ်အဲ့ဒီအပြုံးထဲမှာမော်ကြွားဘဝင်မြင့်ဟန်မပါဘူးရိုးရှင်းလေးပဲနင်အသက်ရှင်ခဲ့တာပဲနော်ကြည်စမ်းကျမ်းမာလိုက်တဲ့ရုပ်ခန္ဓာနဲ့နင်ကိုကြည့်ပြီးငါပြောပြတယ်နင်ပြုံးနေတယ်အချင်းရဲ့မတူညီတဲ့တန်မိုးတွေငါ့ကိုနင်တက်တည်ပြနေသလိုပဲအချင်းကနင်ကိုမွေးဖွားတယ်အချင်းကနင်ကိုဖန်တီးတယ်အချင်းကပဲနင်ကိုဖျက်ဆီးလိုက်မယ်လို့ငါဒီငြိမ်ပြောတယ်နင်နောင်နှမရစွာပြုံးနေစေပဲနင်တစ်ချိန်လုံးကြည့်နေတဲ့နေရာကိုငါမော့ကြည့်လိုက်တယ်အဲ့ဒီနေရာကနေရောင်ကြီးဖြာထွက်ရာနေရာပေါ့အချိန်ရဲ့မျက်မြင်သက်သေနေမင်းမဲဖြစ်တယ်ဘယ်သူကမှအချိန်နောက်အမီမလိုက်နိုင်ဘူးအဲ့ဒီစကားကိုငါချမ်းရစ်ပြီးညနေစီးစာအချိန်လောက်မှာနင်းစီကနေငါထွက်လာခဲ့တယ်နေရောင်ကြီးနောက်နင်းဇွဲမလျှော်စရန်လိုက်နေတော့မယ်နင်းရင်ထဲကယုံကြည်ချက်ကိုငါနားမလည်နိုင်တာလည်းဖြစ်ခဲ့မှာပေါ့နင်ကငါ့ကိုအံ့ဩမှုတွေအမြဲပေးတယ်နောက်ဆုံးတစ်ချိန်နင်ကိုတွေ့တော့နင်ဟာငါတွေးထင်ထားတာထက်ပိုဦးစားနေခဲ့တယ်ကြည်အောင်လေအချိန်ကိုနင်ဘာမှမတတ်နိုင်ခဲ့ဘူးမဟုတ်လားအကူညီမဲ့စွာငါပြောတယ်နင်ခါးတွေအရင်လိုမထောင်မတော့ဘူးတကိုယ်လုံးလဲအကောင်းပကတိမဟုတ်တော့ဘူးနင်ကိုငါစိတ်ငြိမ်ကြည့်နေမိတယ်ခေါင်းကိုနင်ခက်ခဲထောင်းမှတ်ထားတယ်အတန်မထွက်ဖဲနေမင်းကြီးကိုအဲ့ဒီနေအောင်ကြီးကိုမော့ကြည့်နေတော့မယ်နင့်မြန်ဝန်းအိမ်မှာတော့မျက်ရည်တွေပြည့်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီတခဏမှာပဲငါတုံးလုံးမိတယ်နင်ပြုံးနေပါလားစိတ်ကျေနပ်မှုအပြည့်ဆွမ်းမဲ့ဖွယ်အကြည့်နဲ့နင်ထွက်ခွာသွားတဲ့အချိန်ကိုငါမေ့မရနိုင်ခဲ့ဘူးတိတ်မကြတဲ့အချိန်မှာနင်ရှင်တန်ခဲ့တဲ့နေရာစီငါရောက်လာခဲ့ပြန်တယ်နင်ရှင်တန်ခဲ့တဲ့နေရာကိုငါတွေ့တော့ငါအံ့ဩမှန်သက်သွားမိတယ်နင်ရှိခဲ့တဲ့နေရာမှာနေကြပန်းတွေတခင်းလုံးဖူးပွင့်နေလိုက်တာနေရာအောက်မှာနေရွှေရောင်တလက်နဲ့သူတို့လန်းဆန်းဝေဖြာနေလိုက်တာဟိုးရင်လုံးကနင့်အတိုင်းပဲသူတို့ပြုံးနေလိုက်တာနင့်မှန်ပါတယ်ဘဝရဲ့အတော်မသက်ခြင်းကအချိန်အတွက်အကောင်းဆုံးဖြည့်ရှင်းချက်ပေါ့အချိန်ကိုပြောင်းလဲနိုင်သည်ဖြစ်စေမပြောင်းလဲနိုင်သည်ဖြစ်စေရှင်သန်နေချိန်မှာအချိန်ကိုတစ်စက္ကန့်တစ်မိနစ်ဖမ်းဆုပ်ပြီးဘဝအတွက်တောက်ပမှုအတွက်အချိန်နဲ့အမျှအဓိပ္ပာယ်ရှိတဲ့အလုပ်တွေလှုပ်ဆောင်နေဖို့ပါပဲနှစ်ပေါင်းများစွာကြာလို့ငါအောင်မြင်ထင်ရှားသွားတဲ့အခါနင့်ကိုငါကျေးဇူးတင်သတိရနေမှာပါနင်ဟာနေကြပန်းလေးတစ်ပွင့်ဆိုပေမဲ့ငါ့ကိုနင့်လိုပြုံးနေတတ်အောင်နင်သင်ပေးခဲ့လို့ပါပဲ